Okay မင်္ဂလာပါဒီ video file လေးကိုကျွန်တော်နဲ့တူအချိန်လေးနည်းနည်းလောက်ပေးပြီးတော့ကြည့်သွားစီချင်တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ video file လေးကိုကြည့်ပြလိုက်လို့ရှိရင်ကျွန်တော်တို့ရင်ထဲမှာဘယ်လိုမျိုးခံစားရတာပေါ့ဘယ်လိုမျိုးမြင်လဲပေါ့တခုခုတော့ပြောသွားကြည့်ပေါ့ဒီဆိုကျွန်တော်ဒီ video ကလေးလေးကိုကျွန်တော်ကြည့်သွားလိုက်မယ်နော်ကျွန်တော်လောက်ခဲ့တဲ့ရေးကမင်းမဖို့သူကိုတရားကနေပြီးတော့ကျွန်တော်စီမှာဝက်ခေါက်ချေဆဲဘူးလာမှာသွားတော့ကျွန်တော်ရက်ပေါ်လေးစီကိုပို့သွားပေးလိုက်တဲ့ video file ကလေးလေးကိုကျွန်တော်လည်းတူတူသွားကြည့်အောင်နော်Lo que yo estaba diciendo, pero lo hago, yo puedo buscar y la de qué voy a hacer con la gente. La misma, yo lo que yo llamo, yo puedo con la gente con la gente, práctica con su vida, suele acá, que ya te lo llevo a la era cuando quiero decir, lo llevo su una la grande para, y yo la grande para, que consigo que casi la 이게 그러려고 보면 보면 사람들이 많아서 커피 때문에 그러려 보면 계시가 돼 그다음에 보면 다양한 비자를 이제 대학 계신 가고 그래 그러려 보면 알아봐 두시를 대시가 잡고 저는 말이야 유럽 아미 Okay ကျွန်တော်တို့ဒီ video file လေးကိုကြည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ညီကောင်မတွေဘယ်လိုမြင်လဲပေါ့နော်ဒါကကျွန်တော်တို့တိုက်ကျွန်တော်တို့ရဲ့မြန်မာပြည်အတွက်သူတို့ကိုကြွတယ်မဟုတ်ဘူးเนาะကျွန်တော်တို့တွေ့လဲမဟုတ်မြန်မာပြည်ရဲ့ကိုစားပြုပြီးတော့ကျွန်တော်တို့သူတို့တွေကပင်ပန်းဆေးရဲစာနဲ့သူတို့တော်လန်ခဲတဲ့လူငယ်တွေဖြစ်တဲ့သူတို့ရဲ့ညီလုံးလေးကျွန်တော်ကြည့်လိုက်ရတဲ့အချိန်မှာသူတို့ဖြစ်နေလဲဆိုတော့သူတို့မှအားငယ်တဲ့စိတ်တွေလည်းရှိနေတာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကသူတို့ဒီချိန်မှာသူတို့ရဲဖို့ဒီကျွန်တော်တို့ဒဏ်ရာရရှိတဲ့ရဲဘော်လေးကိုကျွန်တော်တို့ကအားပေးစကားတကားနောက်တစ်ခုကသူတို့ခေါ်အားရှိမဲ့ຢာလေးတွေလုပ်ပေးတာမျိုးတွေအောက်ထူအဖြစ်ပေါ့ဗျာဒီချိန်မှာသူတို့တွေဘာလို့အပ်တယ်လဲပေါ့အများကြီးတက်မနိုင်တာမှသူတို့တွေမဖိုးလေးတွေပေးတာမျိုးသူတို့စားချင်တာလေးတွေမျိုးဝယ်ကျွေးလိုက်တာတွေမျိုးဆိုတော့ဘယ်သူမှဆိုပေါ့ဝမ်းသာပီတိတွေပေးတယ်ကျွန်တော်တို့ရဲဘော်လေးတာမှမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒီလိုပဲဟာတယ်ကျွန်တော်တို့မဖိုးလေးတရားနေရာလေးလာပေးလိုက်တာမှကျွန်တော်တို့အနေနဲ့ရန်ဝမ်းသာပီတိဖြစ်မိတယ်ခက်ခဲပြီးနေတဲ့ချိန်မှလေးပေါ့နော်အဲ့လိုဖြစ်မိတယ်ခုနကလည်းကျွန်တော်နဲ့ဒီအဲ့ဒီနေရာမှာရှိတယ်ကျွန်တော်ရက်ပေါ်နေတဲ့စကားပြောပြတယ်ကိုဘေးရဲ့ကျွန်တော်မှဆိုမဟုတ်ဘူးဗျာမှမရှိဘူးတဲ့ကျွန်တော်ပြောတယ်ကျွန်တော်ဆိုလည်းကျွန်တော်ပြောတော့ဒီလေးတို့ခုမှလည်းမရှိဘူးလို့ကိုညီမနိုင်ဘူးကတော့ကျွန်တော်အဲ့လိုပြောတယ်အဲ့တော့ဒီဗီဒီယိုဖိုင်လေးကြည့်လိုက်တဲ့ညီကောင်မတော်မလေးဘယ်လိုမျိုးမြင်လဲပေါ့ဘယ်လိုစိတ်မျိုးရှိလဲပေါ့နော်ဒါလေးကျွန်တော်လည်းပြန်ရွေး share လေးလုပ်ပြတာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ပြေပတ်မှာရောက်ရှိနေဒီကောင်မတွေကနေပြီးတော့ရိတ်ခါ၎င်းဆေးဝါး၎င်းကျွန်တော်တို့ရဲဘော်လေးမဟုတ်ဘူး၎င်းပေးချင်တဲ့ကျွေးချင်တဲ့ဆိုရင်ကျွန်တော်နဲ့တူတူချိတ်ဆက်လာပြောစီချိတ်ဆက်လာလို့ရပါတယ်ကျွန်တော်တို့လာပြောလို့ရပါတယ်ကိုဘေးရေကျွန်တော်တို့ရက်ဘော်လေးကိုရှိတဲ့နေရာလေးကိုကျွန်တော်တို့ခုမှခုနမျိုးကျွန်တော်ပုံမလေးအနည်းမျိုးဆိုလို့ဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းဝေထားချင်ပြီးကျွန်တော်ထော်တော်ရနေဆိုတော့ကျွန်တော်လောက်ရနေဆိုတော့ကျွန်တော်ရေလာအပေးသွားတယ်ပြီးတော့ရက်ဘော်လေးပူခိုက်တယ်ရက်ဘော်လေးလည်းဆက်ပြီးသလိုကျွန်တော်တွေ့လဲခေတ္တနာကနေဝင်လေးရရှိတာလေးလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတကယ်လို့ဝေခေါက်ချင်အာမပေးချင်တယ်လည်းဘာမှမဖြစ်ရိတ်ခါရတာကကျွန်တော်စေဝါရတာကအခုဒီချပတ်ချင်တယ်ဆိုရင်ကျွန်တော်ဆက်သွယ်လာလို့ရပါတယ်ဆိုတော့ကျွန်တော်တွေ့လိုက်တာဖြစ်ပါတယ်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်တို့ညီကောင်မနမတွေပြီးအောင်ပြန်ပြီး share လေးလုပ်ပြတာဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ